လူများကြားမှာပဲကြီးကြံနေရတဲ့ဘဝတခါတလေလူများကြားမှာနေရင်းနဲ့ပဲအရန်ထိကြံနေတယ်လို့ခံစားရတဲ့အချိန်တွေရှိတယ်လူမရှိလို့မဟုတ်ဘူးစကားမပြောနိုင်လို့လည်းမဟုတ်ဘူးကိုယ်စိတ်ကိုနားလည်ပေးမဲ့သူမရှိတဲ့အခါလူများကြားမှာပဲတယောက်တည်းဖြစ်သွားတာပါငါတို့ဘဝမှာအလုပ်ရှိတယ်မိသားစုရှိတယ်မိတ်ဆွေတွေရှိတယ်ဒါပေမဲ့စိတ်ပင်ပန်းနေတဲ့ချိန်အစဉ်ပြေလားလို့တယောက်တည်းတကယ်စိတ်ဝင်စားပြီးမေးပေးမဲ့သူမရှိဘူးဆိုရင်အဲ့ဒီနေရာကနေအထီးကျန်ခြင်းစတင်လာတာပါဗျာလူတော်တော်များများကကိုယ့်ပြဿနာကိုပြောပြရင်အားနေတယ်လို့ထင်မယ်လို့ကြောက်ကြတယ်ငါကအားကောင်းရမယ်ငါကမပြိုလဲတင်ဘူးအဲ့လိုဆိုပြီးကိုပဲခံစားချက်တွေဖိသိပ်ထားကြတယ်အဲ့ဒီလိုဖိသိပ်ထားရင်တနေ့နေ့မှာကိုယ်စိတ်ကပင်ပန်းလွန်လာပြီးကိုတော့မနားလည်နိုင်တော့ဘူးအထီးကျန်ခြင်းဆိုတာတယောက်တည်းနေရတာမဟုတ်ပါဘူးဗျာကိုယ့်ဘက်ကစကားပြောချင်တဲ့ချိန်နားထောင်ပေးမဲ့သူမရှိတာကိုယ်စိတ်ကိုဖွင့်ချင်တဲ့ချိန်နားလည်ပေးမဲ့သူမရှိတာအဲ့ဒါကအထီးကျန်ခြင်းပါတခါတလေလူတွေပြောတဲ့အားတင်းထားလိုက်ပါအစီပြေသွားမှာပါစတဲ့စကားတွေကစိတ်ကူးရင်လိုပဲခံစားရတတ်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီစကားတွေကနားလည်မှုကနေမလာတာပါ။ကိုဘဝကိုမမြင်ဘူးတဲ့သူကိုစိတ်အလေးနဲ့ကိုမသိတဲ့သူစီကအားပေးစကားတွေဟာတခါတလေစိတ်ကိုပိုပင်ပန်းစေတတ်ပါတယ်ဗျာ။ဘဝဆိုတာလူတိုင်းကိုအတူတူမရက်ခတ်ပါဘူး။တယောက်နဲ့တယောက်နာကျင်ရတဲ့အရာတွေမတူကြပါဘူး။ဒါကြောင့်ကိုယ့်ရဲ့နာကျင်မှုကိုလူတိုင်းနားလည်ပေးနိုင်မယ်လို့မမျှော်လင့်သင့်ပါဘူး။ဒါပေမဲ့တယောက်တည်းနေကိုနားလည်လာနိုင်ရင်အဲ့ဒီချိန်ကစပြီးအထီးကျန်မှုကနည်းနည်းကျော်သွားပါလိမ့်မယ်။ကိုယ့်ရဲ့စိတ်ကိုပဲနားထောင်ပေးတတ်လာရင်ကိုပဲအားပေးတတ်လာခဲ့ရင်လူအများကြားမှာပဲအထီးမကျန်တော့ပါဘူးဗျာ။ဘဝမှာလူတိုင်းကိုဘက်ကနားလည်ပေးနိုင်တယ်လို့ကိုနားလည်ပေးမဲ့သူမရတာကမဆန်းပါဘူး။ဒါပေမဲ့ကိုမစွန့်ပစ်ပါနဲ့။စိတ်ပင်ပန်းရင်ပင်ပန်းတယ်လို့ဝန်ခံပါ။အားနေရင်အားနေတယ်လို့လက်ခံပါ။အဲ့ဒီလိုလက်ခံလာနိုင်တဲ့နေ့ကစပြီးဘဝကနည်းနည်းပေါ်လာပါလိမ့်မယ်။နောက်ဆုံးတော့ပြောချင်တာတခုပဲရှိပါတယ်။လူအများကြားမှာပဲအထီးကျန်နေတယ်လို့ခံစားနေရရင်နေတယောက်တည်းမဟုတ်ပါဘူး။ဒီတန်ကိုနားထောင်နေတဲ့သင်လဲအချိန်ကအဲ့လိုခံစားခဲ့မှုတဲ့လူတွေတဲကတယောက်ပါပဲဒီတန်လေးကကိုယ်စိတ်ကိုနည်းနည်းထိမိသွားရင်လက်ကလေးလုပ်ပြီးနောက်ထပ် audio တွေကိုစက်နားထောင်ပေးပါတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်